တို့တာဝန်အရေးသုံးပါပြည်ထောင်စုမပြိုကွဲရေးတိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးအချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးနိုင်ငံတော်ရွှေသီးကိုကုန်ထုတ်လုပ်မှုအားပေးစို့နိုင်ငံတော်ဖွံ့ဖြိုးဖို့ပညာရေးကိုအားပေးစို့နိုင်ငံတော်တာယာဖို့သဘောပတ်ဝန်းကျင်ထိန်းရစို့